င်ကဟာကြောက်စင်မျိုးရဲ့အထီးကြီးရကျင်းပါတယ်စင်ကဘွဲတော်မှာစင်ကကတွေအထွက်များစွာပေါ်ထွက်လာကြအစွမ်းပြကြကကြဖြစ်ပါဘူးအဲ့ဒီထေကမှာမြမသမီးကိုအလှဆင်လို့နိုင်ငံရချပွဲတော်များထိမြမသမီးရဲ့ဂုဏ်ကိုဆောင်ကဖြောပြီးတင်ဆက်ခဲ့တဲ့စင်အဖွဲ့ကတော့ယေဒနာမင်းစင်အဖွဲ့ပဲဖြစ်ပါတယ်တကယ်စင်လာတဲ့ယေဒနာမင်းစင်ကအလှကိုဆက်လက်ရှုစားအားပြီးတော့ကြပါစို့ခင်ဗျာSorry